ကျမချင်းမိတ်ဆွေကျက်တာရိတ်သမီးအားလုံးမင်္ဂလာပါနော်ကျမချင်းမိတ်ဆွေကျက်တာရိတ်သမီးတွေကိုဒီပတ်ကလိုင်းမှာတွေ့ကြုံမယ်ကဲကျမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းလေးတွေကိုလည်းပြပြပေးပါမှာဖြစ်ပါတယ်ကျက်တာရိတ်သမီးတွေအတွက်ကြောက်ရောက်လာတဲ့ကဲနမိတ်ကလေးကတော့တက်စီဆိုတဲ့ကက်နမိတ်ကလေးပဲဖြစ်ပါတယ်ကက်နမိတ်ကလေးကကျက်တာရိတ်သမီးတွေအဓိကလာလေးမှာချီအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးရင်ပေါ့နော်မိမိရဲ့ပြဿနာလေးအနှဲငယ်ပေါ်လာတတ်တယ်စကားများရတာရန်ဖြစ်ရတာဒီလိုမျိုးလေးနဲ့လည်းတွေ့ကြုံရတတ်တယ်ဒါတော့မိမိကသတိထားတင်တယ်ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာမိမိကပေါ့နော်အလုံးငန်းငယ်ကိစ္စရင်းနဲ့ပတ်သက်ရင်အလုံးမှာမိမိကအပြောင်းလဲလေးတွေအပြောင်းအရွှေ့လေးတွေဖြစ်တတ်တယ်လက်ရှိလုံးနေတဲ့အလုပ်ကမိမိအတွက်အဆင်မပြေဘဲနဲ့ပေါ့နော်မိမိကဒီထက်ပိုကောင်းတဲ့အလုပ်အသစ်တစ်ခုကိုပြောင်းလဲတာမျိုးလေးတွေအပြောင်းအရွှေ့လေးတွေလုပ်တာမျိုးလေးတွေဒီလိုအပြောင်းရွှေ့လေးအနေငယ်ဖြစ်တဲ့ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာမိမိရပေါ့နော်မထင်မှတ်ထားပဲနဲ့မိမိရဲ့မိတ်ဆွေတဦးတယောက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်လက်လက်ပဲရရှိတာမျိုးလေးတွေငွေဝင်လာတာမျိုးလေးတွေဒါမျိုးလေးနဲ့လည်းတွေ့ကြုံရတဲ့ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာမိမိရပေါ့နော်ညောင်းလည်းမထားပဲနဲ့မိတ်ဆွေကောင်းတဦးလည်းရလာတတ်တယ်သူ့ထံကနေပြီးတော့ပေါ့နော်မိမိကမိမိဘဝအတွက်ရေးပါတဲ့ပညာကောင်းတစ်ခုလည်းမိမိကရလာတတ်တယ်မိမိကသင်ကြားရတတ်တယ်ပေါ့နော်ဒါကြောင့်ပညာရေးနဲ့ပတ်သက်ရင်တော့မိမိကကံကောင်းနေတတ်တယ်ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာလက်အောင်ငယ်သားနဲ့ပတ်သက်ရင်မိမိကိုဒုက္ခပေးတတ်တယ်လက်အောင်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းမိမိကစိတ်ဒုက္ခရောက်အားတတ်တယ်ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာမိမိကခီးတူလေးလည်းသွားတတ်တယ်သွားရတဲ့ခီးမှာလည်းမိမိကပစ္စည်းပြောက်တာတို့စိတ်နှောက်ယှက်ဖြစ်ရတာတို့ဓာမျိုးလေးတွေတွေ့ကြုံရတဲ့အတွက်ကြောင့်သတိထားတဲ့နဲ့ခူးဆိုင်တဲ့နဲ့ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာမိမိကအခြေအိမ်အောင်ရင်းနဲ့ပတ်သက်ရင်ခုနပြောသလိုပေါ့နော်ကြီးမမပြဿနာတော့မဟုတ်ပေမဲ့သူနဲ့ကိုနဲ့ကြားထဲမှာပေါ့နော်မကြာခဏဆိုသလိုစကားများရတာလေးတွေရန်ဖြစ်ရတာမျိုးလေးတွေကြဝဆဖြစ်ရတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တဲ့အတွက်ကြောင့်သတိထားတဲ့နဲ့ queue site တဲ့နဲ့ကျက်တာရိတ်သမီးတွေအဓိကလာလေးတွေမှာမိမိရပေါ့နော်တခြားသောမိမိတခြားသောသူတယောက်တယောက်ကိုပေါ့နော်မိမိရဲ့ကူညီတတ်တဲ့စိတ်ကြောင့်မိမိကစေဘဝကတော့၎င်းတခြားသောအကူအညီတော့၎င်းမိမိကပေါ့နော်ငွေရေးကြီးကူညီပေးရတတ်တယ်သူကြောင့်လည်းမိမိကငွေကုန်ကြေးကြများတတ်တယ်ကျက်တာရိတ်သမီးတွေဒီကလာလေးတွေမှာမိမိကပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးရင်ဝမ်းပိုက်ပိုင်းနဲ့ပတ်သက်ပြီးဝိနာဖြစ်တာတို့မိမိကလေထိုးလေအောင်ဖြစ်တာတို့ဒါမျိုးလေးနဲ့တွေ့ကြုံရတဲ့အတွက်ကြောင့်မိမိကကျမကြီးကိုတော့သတိထားတဲ့နဲ့ဆင်ခြင်တဲ့နဲ့ကျက်တာရိတ်သမီးတွေကမြတ်စွာဘုရားကိုရောမြတ်ကြီးကိုပေါ့နော်ဒီကလာထဲမှာလင်မန်းတစ်ချက်ထဲမှာလက်ဖက်အသားကြီးပဲလေးပုံပုံပြီးတော့စက်ကလှူဒန်းပေးခြင်းဖြင့်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ်လက်ကီးကလာလေးကတော့အဝါရောင်တို့အဖြူရောင်တို့ကတော့လက်ကီးကလာလေးဖြစ်ပြီးတော့လေးကနန်းနှစ်ကနန်းတစ်ကနန်းတွေကတော့မိမိရဲ့လက်ကီးကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်းကြီးချက်မှုပါနောက်ပြီးတော့လေးကျမပြန်ဆုံးမယ်နော်ကျမချင်းမိတ်ဆွေကျက်တာရိတ်သမီးလည်းကိုစိတ်နဲ့ပြချမ်းမချမ်းသာလို့စီးပွားဥစ္စာများဒီဟေလာတနေ့တခြား